ပြေတာရနာကျင်တဲ့စိတ်မှာနေတရားလို့ရင်မပူမိတော့ကဟာဟိုဦးကျော်အချိန် ဟေ့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 ဟာကိုတော့ဖို့မင်းခွင့်ပြုပါ ရပြန်ရောက် ဆုံးနာမဆုံးနိုင်နာမပြောတော့ပါ ရပြန်လာတာ ကိုတတိယ စိတ်ရောက်တယ်မဟုတ်ဘူးအမျိုးသားခလေးရောပါတယ်ကွာခလေးရောပါတယ် အစားစားရာအတွက်ကျေးဇူးတော်ပန်းမွင်တွေအတွက်လည်းကျေးဇူးတော်ရှင်တွေကလာနေလေပြော ဟေ့အောင်ငါဈေးသွားအောင်မယ်မင်းဒီနေ့ဘာစားကြင်လဲငါကပဲတကူတကလိုက်မေးနေရတယ်မင်းကွာမန်တက်သွားမယ်ဟိုရင်အိတ်မယ်ဒီရင်အိတ်မယ်နဲ့ပြန်မယ်ပြောနားမထောင်မင်းကလွဲပြီးတော့တခြားလူတွေအကုန်လုံးငါစကားကိုနားထောင်နေကွာမင်းညဘယ်ချိန်ပြန်ရောက်တော့ဗျာ 8 နာရီပါဖေ အေးကြံနေကြီးကြက်ပြန်ညာကွယ်ကြီးတဲ့ပုံပြီးတော့မကြစေနဲ့ကြားလား ဟုတ်ကဲ့ပါဖေ လူဆိုတာအတောက်စားပါလိုက်မှားတတ်ကြတယ်ကွာ ဆိုလေ ဟောမိမိပါလားလာလေလာထိုင်အောင်ဒီနေ့စတူဒီတာဘာလို့မစဉ်းစားတာလဲ မောင်လေးဘာလုပ်မလဲဆရာ အေးကောင်းတယ်လောက်ကြ ဆက်ဆက်အချိန်လေး နောက်ကဆက်လာလိုက်မလာလိုက်ပါဟာဒါနဲ့မိနင်ဈေးတော့မယ်ဆိုရင်တယောက်တည်းဖြစ်နေငါလိုက်ခဲ့ပေးရမလား မဲရပါတယ်ထန်းချမ်းနဲ့ကောင်းချင်းမုံလေးပဲဝယ်ရမှာအုံးသီးကိုကိုကသူတို့ချန်နယ်ယူလာခဲ့မယ်တဲ့ကျမနေကောင်းတယ်နော် နေကောင်းတယ်သမီးကိုတို့လို့ဆရာမကောင်းကြီးမောင်းထည့်နေတာဒီနေ့အိမ်မှာကောင်းကြီးမောင်းလှူစားတာလေဒါဒီနေ့နောက်မကြနဲ့နော်မနေ့ကနည်းနည်းလောက်ကြပါလို့သူ့ဖေကပြောနေတာ ဟုတ်ကဲ့ဆရာမသမီးသူတို့ကိုဒီနေ့သတိပေးလိုက်ပါမယ် ဟောဒါနဲ့သမီးလုံးနေဆိုစင်ပြေရလား ဟုတ်ကဲ့ဆရာမအဆင်ပြေပါတယ်အချိန်မူကြီးလည်းရရလေ အစင်မပြေရင်ဒါမှမဟုတ်စာတင်ရတာဝါရဏပါတယ်ဆိုရင်ဆရာမကိုပြောခလေးတွေရှိတယ်နော် ဟုတ်ကဲ့ဆရာမ ပြောမဲ့တာပြောရတာသမီးကိုကြည့်ရတာစာတင်တာဝါရဏပါမဲ့ပုံမပေါ်ဘူးတားတော်မလေးဆီယာမကိုမဖြစ်မနေကူညီလို့တာလေဝိုင်းတင်ပေးနေတာတကယ်တမ်းကျောင်းဆရာလို့ဆိုရင်လုံးမမဟုတ်ဘူး မေရဲ့အိမ်မှာတပိတ်ပါလေမွေးပါအောင်အိမ်မှာလေအဖေနဲ့မိဆရာဖြစ်နေရပါပြီ ဆာသမီး အဲ့ဒါဆရာမသမီးဈေးသွားလိုက်အောင်မယ်နော် အော်အေးပါကွယ်မေအထင်းမှာဝင်လာလေးရှာမိမမင်းကိုရေးလောင်းတာနင်ကကြောက်တက်လိုက်တာ အမေငင်းကြတော့မကြောက်ကြကြငါပဲငါသွားပြီ မိခဏနေကြမှာလေနင်နဲ့ငါနဲ့စီမူဝယ်လာရဲ့ချင်းကြိုင်လေးဝယ်လာခဲ့မယ်နော်
ဟာဟေ့အောင်စမ်းကြောဟေ့အောင်ငါတူရအောင်လေကွာအမတ်မီလားဟေ့အောင်ငါမြကြီးရဲ့အကိုမြကြီးရဲ့အကိုဟာဟုတ်သားပဲဗျာညကြီးမှာအကုန်ရှိတာပဲတွေ့ရဝမ်းသာပါလေကို ဟာဟေ့အောင်မင်းရလေကွာမင်းနဲ့ငါနဲ့ကအသက်တူရွယ်တူတွေလေနင်းနော် အေးကွာ မင်းတယောက်တည်းနေပါများတော့မင်းကြောင်တောင်ဖြစ်သွားပြီဟဲ့လား ဟုတ်တယ်ကွာဟုတ်တယ်ဟိုဒီလိုသူရအောင်ရ အေး ငါမင်းကိုဟိုတနေ့ကတွေ့လိုက်တယ် ဟုတ်နေဟို မင်းကကလေးလေးချီတာတယ် အေး ပြီးတော့မြားနဲ့တွဲပြီးတော့မြင်လိုက်တော့လေငါညကြီးများအိမ်တော်တွေပါကြီးကြာပြီးတော့သားသမီးတွေရနေပြီထင်သွားတာပေါ့ အာမင်းကလည်းမဟုတ်တာငါနဲ့မြကြီးနေကမောင်နှမတွေကွာမင်းပြောမှပဲကွာငါမိုးချိုးအပြစ်ခံအောင်မယ်ဟေ့အောင်မင်းငါ့ကိုတကယ်မမှတ်မိရလား အေးပါဆိုတကယ်ကိုမမှတ်မိတာ ဟာမင်းကလည်းမင်းငါပြောအောင်မယ်မြကြီးကအခုထိအိမ်အောင်မကြသေးဘူးအပြိုကြီးဇီးသားကြောင်တော့အခုတကြံပိတ်ရက်မှာငါမိသားစုရဲ့မြကြီးရဲ့နေကိုခဏပြန်လာကဲပါမင်းလည်းကျမ်းမာရင်လည်းဂရုစိုက်အောင်အားဆိုငါသွားလိုက်အောင်မယ် အေး နော်အေးဩဟေ့အောင်ဒါနဲ့ညနေကျရင်ငါတို့အိမ်မှာတကြံတမင်စတူဒီယိုလောက်ထားရှိတယ်ညမေးလာခဲ့ပါ လာမှာပေါ့ အေး လာခဲ့ပြီ အေးလာခဲ့နော်ငါစောင့်နေမယ်နော် အေး အေးတောင်းရည်ငယ်ချင်းရအောင်ဟုတ်လားအေး ဟာကိုကြီးနောက်ကြလိုက်တာ အုံဒီခုခိုင်းရသေးရဲ့လေဘိုးလေးရဲ့ပြီးတော့သူတို့အုံဒီခုတော့လည်းစောင့်နေရသေးတယ် အုံးသီးတွေရော မန်တက်မှာတစ်ခါရထားခဲ့လိုက်ပြီကျွန်တော်တို့ကစပိန်နဲ့သွားကြမှာမလား ပြီးရောအဲ့ဆိုကိုကြီးအိမ်ကြီးမလဲတော့မလားကိုကစင်းသေးဖြစ်နေပြီအဲ့ဆိုသွားကြမယ်လေဟိုကြာနောက်ကြနေဦး ဟုတ်ကဲ့ပါခင်ဗျာ ဟာဆရာမနေကောင်းရဲ့လား နေကောင်းတယ်သမီးကိုရော့ကော်ဖီလေးနဲ့ကောင်းကြီးမောင်းလေးလည်းစား ဟုတ်ကဲ့ဆရာမ ဟာနဲ့ဒီနေ့နေရာဒီသမီးဘာလုပ်ဖို့ရှိလဲ တယ်ဒီတို့ကတော့တင်တန်းနေတက်စီရှင်နေတယ်ဆောင်းမွေးတွေလည်းဖြီးခိုင်းမယ်လို့ပြောပါတယ်ဆရာမ ကောင်းတာဗောလူကြီးတွေကအများကြီးပံ့ပိုးပေးထားတာလေးတဲ့ကုသိုလ်မှမဟုတ်ပဲကဲသမီးစကားလည်းပြောမုတ်ကလေးလည်းစားဆရာမလုံးဆရာရှိလို့တွားလိုက်အောင်မယ်နော် ဟုတ်ကဲ့ပါဆရာ အော်ဟိုကလေးကိုဒီကိုခေါ်လေဆရာမကော်ဖီသွားပြော်လိုက်မယ် မဟုတ်ဘူး तू ကသူပဲနေတတ်တာခေါ်ရင်လည်းလာမှာမဟုတ်ဘူးဆရာမ ဟုတ်တယ်မင်းရဲ့ကိုပြေဆောင်ကလေဘိုးကိုဆောင်းချောင်းကိုတက်ပဲလိုက်လာတာမန်တက်တော့ကလည်းအဲ့လိုပဲခလန်းထဲမှာပဲနေရ ဟုတ်သေးပါဘူးကွယ် ဟုတ်တယ်ဆရာမရဲ့ပိုးကငယ်ငယ်လေးတယောက်တည်းဆိုတော့မမီတို့ကပိုးနဲ့တူထည့်ပေးထားတာလေသူလည်းသူ့ဟာသူနေတာပိုးတို့ကလည်းတငယ်ချင်းတွေကိုယ့်အကူပဲနေရပါဘူး အေးလေနေတက်ရင်လည်းပြီးတာပါပဲတတိတခြားကြီးဖြစ်နေလားလို့ခွဲခြားတော့မလုပ်ကြနဲ့နော် မလုပ်ပါဘူးမရပို့ကော်ဖီနဲ့ကောင်းကြီးမှစောင်းလေ ဟွန်းဆိုးလေးကိုတမင်အစောကြီးလာခေါ်တာ ဟင်တမင်လာခေါ်ရဲ့ ပြီးရင်ဝနာကိုတော့ခေါ်အောင်မယ်လေ ဩမနေ့ကဝနာအိမ်ကိုအောက်ကဆက်ပြီးမယ်ဆိုပြီးတော့အကြောင်းမချက်ပေးထားပြီးပါပြီဆိုတော့ဒီနေ့ကဘယ်လိုလုပ်မှာလဲ ဝနာကကားမောင်းတင်ရှင်နေရလေအဲ့ဒါကိုကြီးကိုကားမောင်းတင်ခိုင်းမယ်ဆိုပြီးတော့ပဲခေါ်ကြည့်ရမှာပဲ ကိုပြေဆောင်လုပ်ပေးပါမလား ပိုးပြောရင်ရပါတယ်ဟာ အဲ့ဆိုလည်းပြီးရောသွားမယ်လေဟုတ်တကယ်မစားတော့လား ဟွန်းပိုးကောက်နေပေါင်းမကြိုက်ဘူး ကျွန်တော်ကလည်းဒီတကြံတွင်းလေးပဲနည်းနည်းအားတာဆိုတော့ပြီးတော့ပိုးလေးကလည်းပူဇာထားရတယ်ကျွန်တော်ကားမောင်းတင်လေးကိုဆုံးဖြတ်လိုက်တာပါ ဟုတ်တယ်ဦးရဲ့ပိုးလဲတင်ပါလေဒါ
ဒါပေမဲ့တယောက်တည်းဆိုတော့ခေါ်မဲ့ပြီးပြင်းနေလို့ဆိုးလေးတို့ကလည်းခေါ်လို့မရဘူးလေအားနဲ့ပဲဝနာကိုခေါ်လိုက်တာပြီးတော့သူ့အိမ်ကလည်းသူ့ကိုကောင်းမောင်းတင်ခိုင်းတာပြောတာကြားဘူးလို့လေ ဟုတ်တယ်သူ့ကိုကောင်းမောင်းတင်ခိုင်းလာတာကြာပြီနေရှင်ညရှင်နဲ့မတင်ပြစ်တာအရင်လကသူ့ဦးလေးတောင်လာလေသွားသေးတယ်ကားပါလာတော့နည်းနည်းပါးပါးတင်ပြစ်တယ်သူတော့တကြံတွေပြန်လာအောင်မပြောတယ် ဟာအဲ့ဆိုအတော်ပဲပေါ့ခုလည်းပိုးလေးတို့နဲ့တင်ပြီးတော့သူ့ဦးလေးရောက်လာရင်လည်းအစင်းစစ်တက်မောင်းရုံပဲပေါ့ အမေခုလည်းငါကျွမ်းနေပါပြီကားမရှိသေးလို့လား ဒီကြံလေးမှာဖြစ်မှာမလားလမ်းမှာမူယူရန်ကားတဲ့လူတွေနဲ့ဆိုတော့ဖြစ်ပါမလား ဖြစ်ပါတယ်ဦးလေးရဲ့ကျွန်တော်တို့တွေကကားမောင်းကိုလမ်းပေါ်မှာမတင်ပါဘူးကွင်းထဲမှာပဲတင်ပါပြီးတော့ပိုးလေးကလည်းတငယ်ချင်းတွေနဲ့အတူတူအချိန်ဖြုံးနေတယ်ဆိုတော့ကျွန်တော်တို့ကားမောင်းကိုကွင်းထဲမှာတင်လိုက်မုတ်စားလိုက်လောက်ကြမှာပါ ဟုတ်ပြီလေလောက်ကြပေါ့ဒီကြံလေးရှော့မလဲပြီးတာပဲဒီကိစ္စတွေကိုမောင်ပြည့်စုံတောင်းယူရတယ်မလား ကျွန်တော်တာဝန်ယူပါတယ်ဦးလေး ဒါအေးကြည်သားဟာဦးကျော်ကြည်သားရော ကြည်တာအိမ်မှာမရှိဘူးကွာမနက်ကသူ့သားစာအုပ်အမယ်ပြောပြီးလာခေါ်သွားတယ် ဒါဆိုရင်သူ့မလိုက်ဝါထင်တယ်ဟုတ်ကဲ့ဦးကျော်ကျေးဇူးပဲနော် အေးဦးကျော်လည်းဓမီဦးတန်းလန်းနဲ့မလို့ဒါပဲနော် ဟုတ် အဲ့ဒါဆိုလည်းငါတို့လမ်းတက်ပဲတဲသွားကြမယ် နေုံကွာငါတို့သူ့မမောင်မမြင်ဘူးသေးဘူးလေလာသူတို့စီလိုက်ပါကြမယ် ဖြစ်ပါမလားအုံးလိုက်ကြီး ဟာဖြစ်ပါတယ်ကွာမင်းရတယ်လူပြိုတွေဆိုတော့ခုလိုလေအုပ်စုပဲကောင်းမလေးကိုရှိုးတာပဲဒီကွာမင်းမသိဘူးလား ဟုတ်ပါပြီကွာအဲ့ဒါဆိုမင်းအရှိရသွားအောင်လိုက်ခဲ့မယ် မိရီရဘယ်ပြီးမဲမငါဘာလဲလုပ်ကြ မင်းမမောင်မြင်ဘူးလို့တဲ့လာကြည့်ကြတာ အာဆက်စရာကြီးမမငါ့ကိုမြင်လို့ရှိရင်လမ်းသေးရဲလို့ထင်သွားလိမ့်မယ်မင်းတို့ကတမျိုးတမကြီးလေ ဒီကောင်လည်းလမ်းသေးလို့ထင်ကြလားကွာ ဘာပဲဖြစ်ဖြစ်လူတွေကအများကြီးပဲလေအဲ့တော့ငါရေဘယ်လိုလုပ်လောင်းမလဲ ဩမင်းရတယ်ဒီလိုလေးဖွင့်လို့ဟောဒီလိုလေးလောင်းလိုက်ပေါ့ဟဲ့လာနေပြီတော်ကြီးတွေရတော့ မျိုးတွေရာကြီးကွာ မင်းငဲကြည့်ရ ဟာဒီမှာတိတရေးမလောင်းလိုက်ရတော့မျိုးတွေရာကြီးလို့ပြောတာပါ ပတ်လို့ရမလားဟာဟိုကဥပုံဆောင်နေ ဘာမှဖြစ်ပါဘူးတကြမ်းက9ရက်တာဒီနေ့မှအကြနေပဲရှိတယ်ဒါငါစောင်းဆိုင်တော့မယ်စောင်းဆိုင်မှာတန်းကြီးလို့ရတာပေါ့စောင်းဆိုင်တော့မလို့မလိုက်မှာမလားငောင်းနေအောင်စောင်းဆိုင်တော့လိုက်အောင်မယ်စောင်းဆိုင်တော့ဝေယုံတော့ကလိုက်မလာကြနဲ့နော်မနေ့မှပဲစောင့်မယ် အေးပါဟဲ့ပိုးလို့လည်းမလိုက်ပါဘူးမသိရင်ပိုးကစောင်းဆိုင်နဲ့ထမ်းတဲ့ အေးလေငေါ့လေးစားဖတ်တတ်ပါရဲ့ကွာ ဟုတ်လို့လား မဟုတ်ဘူးလေ ဟာသူကဆွာကြပါ ဘိုးရောအေးရမထားသေးဘူးလား အေးဟုတ်မယ်သူ့တိုက်လို့လည်းစောင်းဆိုင်တော့ငါတို့မူးတော့ဟုတ်ကြ ကောင်းသားပဲ ဒါနဲ့မိမိရော မိမိကမနေ့ကဈေးတော့ဝယ်မနေ့ကတန်းလာလိမ့် ချစ်တာလုံး ဘာလို့မှလဲ မမငါ့ကိုသတိထားမိအောင်ဘာလို့တစ်ခုခုလုံးမဖြစ်မယ်လဲ ထောက်မလား ဟာမင်းငါအကောင်းပြောနေရ နင်ကဘာလုပ်ချင်တာလဲ ငါစကားပြောမလားလို့ တပြောလေ မပြောရဘူးလေကွာအဲ့ဒါမင်းအကြံပေးဘူး ဟာဒီလိုကိစ္စမှလာငါခေါင်းထဲကြံထွက်ရင်မေဝေးအိမ်ရှိတနေ့တစ်ခေါက်တွားစရာမလိုငါ
အောက်ငါတော့ခြေပူပိတ်နေအောင်ကွာ အဲ့ဒါလည်းဟုတ်တာစကားတော့ပြောအောင်လေငါစာမဖတ်တဲ့ပုံစံ ဒီလောဘကြီးပြန်ပြီတော့ကြည်တာစာအုပ်ထုံကြီးနှောင်းနဲ့ပြီးလို့ရှိရင်လည်းရက်လွန်ကြီးတွေပေးနေရအောင် နှစ်ခုလုံးကြိုက်လို့ဘယ်တော့ယူရလဲမသိဘူးဖြစ် နေဖက်လို့ပြီးမှကိုတေးကြရလား ဒီတော့ဝယ်ယူတော့ဘာတော့3ရက်ကြာမှမသိဘူးတကြံတွင်းဆိုတော့ အဲ့ဒါပြောတာလေတကြံထဲမှာပျော်လိုက်ပါလိုက်နဲ့စာအုပ်ဖတ်ဖို့အချိန်မနှဲယူလို့ယူရမယ်ကိစ္စအောင်တကြံပြီးသွားမှပဲတိကျအချိန်ပြန်ယူပါတော့ ရောက်လာကြသွားပြီလား လမ်းလိုက်တာမကြသေးပါဘူးကိုပြေဆောင်ရဲ့နိုင်ဝဲလောက်ပဲရှိသေးတယ် နိုင်ဝဲဆိုတော့တော်တော်ကြာနေပြီပဲအခုတောင်းမှပါတယ်ကိုနည်းနည်းလေးနောက်ကျသွားရင် ရပါတယ်ကိုကြီးကကိုကြီးကိုစောင့်နေရတဲ့အချိန်တွေကလေကုံလို့ကုံမှန်းတာမှမသိတာပါဘူး ဟာလမ်းလိုက်တာကွာမင်းကလေ ဩမင်းကပဲလမ်းရတယ်ရှိသေးတယ်နေပေါင်းမင်းကဘယ်လိုဖြစ်လို့ငါခံနေရောက်လာတော့ ဟောမငါမင်းခန်းထဲကိုရောက်ရှင်လို့ရောက်တယ်များထင်နေလားမင်းမလို့သေးလို့လားခွာလေပြင်မာလဲအကုန်လုံးပါတယ်နေဝင်ဖက်ကြည့်ကိုပြေးဆောင်လဲပါတယ်နော် တကယ်လား ကဲတကြံမှာလူငယ်တွေကြီးပဲစော့ကြမယ်ဆိုတော့လေဆိုင်တွေကတော့မဖြစ်ကြဘူးကွာနော်ဒီစိတ်ချမယ်နော်ဟုတ်အဲ့ရှင်မှုတွေလည်းမျက်နှာမတူပဲထွက်လာတယ်တော်မျက်နှာပဲတော်တဲ့လူငယ်တွေကြီးပဲဆိုပေမဲ့ဦးလေးအရာရာကိုစိတ်ချခြင်းတယ်ပေါ့အထူးသဖြင့်အရက်သေးတာတောက်စားနဲ့အပေါင်းနေပေါ့အဲ့ဒါတော့စိတ်ချပါလေကျွန်တော်ကလေးတွေကိုတေချာစောင့်ကြည့်ထားပါမယ်ပြီးတော့သူတို့အုပ်စုတွေမှာအရက်သေးတာတောက်စားတတ်တဲ့သူပြီးတော့စမ်းတောက်ကြည့်ခြင်းတဲ့သူလည်းမပါပါဘူး ကိုကြီးပြောလို့ပါပဲလီလီရဲ့ပိုးကကလေးတွေရွယ်မဟုတ်ပါဘူးကိုကြီးကလည်းပို့အမြဲတမ်းမျက်ရှိမပြတ်ရှိနေပြီပါမမီတို့ကိုယ်တိုင်ကလည်းကိုကြီးပါတော့မှပို့ကိုလွတ်တာဆိုတော့ပို့တို့မှာထိန်းကုတ်တော့ရှိပါတယ် အေးပါပဲခက်တယ်မို့ဆိုတာကလည်းသူ့အဖေနဲ့မိမရှိတော့တဲ့အချိန်တွေကဦးလေးပဲတေချာပြည့်စုံစောက်ကြောက်ခဲ့ရတာအဖေဆိုလည်းဟုတ်တယ်အမေဆိုလည်းမမှားဘူးပေါ့တေချာစီးကန်းတကြပြည့်စုံစောက်ကြောက်ခဲ့ရမှာတုံကြတာကွာခက်တယ်မို့မဟုတ်ပါဘူးကွာခက်တယ်မို့နဲ့ပတ်သက်တဲ့တကယ်ချင်းအပေါင်းအသင်းတွေအားလုံးကိုလည်းဟုတ်ကဲ့ပါလေးလေးကျွန်တော်တို့အားလုံးစီးကန်းတကြဖြစ်နေအောင်ကြိုးစားပါမယ် လေးလေးတားတို့သွားတော့မယ် လာပါအောင်ကွာအခုမန်းတက်မှာအားလုံးလူကဘယ်နေရလဲ မန်တက်မှာတားတို့တငယ်ချင်း9ယောက်ရယ်ပြီးတော့ကိုကြီးကိုပြေးစုံရယ်အားလုံးမှာ10ယောက်ပါလေးလေးရယ် ရှေ့ရောက်တယ်လားတခြားလူတွေပါလဲပါလို့ရနော်ဘာဖြစ်လဲလူငယ်တွေပဲပျော်ပါပါပေါ့ဟောခက်တယ်မို့တော့လေးလေးပြောထားသေးတယ်ဆယ်နဲ့ဆောင်ဝင်လည်းဖြည့်ပြီးပြီဆိုတော့ကောင်မလေးထားခြင်းနဲ့ထားလို့ရတယ်ဆိုတဲ့အကြောင်းလေးလေးအဲ့ဆိုကျွန်တော်တို့တောင်းခင်ပြီပါညလေရေရင်ပတ်ကြမှာဟိုကြည်တာရောကြည်တာအိမ်ပြန်ပြီးဝယ်စားသွားလဲဟုတ်သူ့အိမ်ညံပါပြောလို့မသိပါဘူးကွာဟိုပါလေသူ့စာအုပ်ရေးဆုံးမှာဆိုလို့ကြွကြွပြန်ယူရင်းနဲ့ဝယ်စားလဲတယ်တဲ့
ဒီကောင်ကမန်တက်ကိုစောက်ကြီးတကားကနေရောက်လာအောင် ဒီနေ့ငါ့ဝေးမနက်ပိုင်းကိုစပိန်နဲ့ရှောက်လိုက်ကြမယ်ပြီးတော့ဒီမှာမိမိတို့ကညနေပိုင်းညရင်မလို့ကြီးပေါ်လုံးမယ်လို့ပြောတယ် အေးကောင်းတာပဲဟုတ်ဘယ်ဟိုရင်သွားကြမလဲ နောက်ပိုင်းကိုရင်သွားမယ်ပြောတဲ့အတိုင်းပဲမှာစောက်ကြီးနဲ့ရောက်လာတယ် ကောင်လေးတယောက်ကတော့မမြင်ရရဲ့စီကိုနေ့တိုင်းဒိုးကျင်နေပါပြီလို့ ဟလာနေရလေသူများကိုကိုချင်းမစား စားနိုင်ပါဘူးဘာသာဆိုရင်ကြိုက်ကြိုက်တယ်ဖွင့်ပြောလိုက်ပါဗောသူ့ဝိရှိကိုနေ့တိုင်းစပိန်ပတ်စီလို့သူတင်မတင်တော့အားခင်းနေသူကြည့်တယ် နေလားတကယ်မကြိုက်သေးလို့ပါတကယ်ကြိုက်နေလားအဲ့လိုလုပ်ရမှာ အဲ့ဆိုငါကြိုက်ကြည့်မယ်လေနင်းကိုခင်းနေထူးမထူးသိရတာဗော ဟုတ်လားနေရလေစကားကောင်းပြောလို့မရဘူး ချစ်ဆိုတာကိုချစ်တဲ့သူနားချင်အောင်မလုပ်ရဘူး ရှစ်စရာကြီးတပါတော့ကြွချီရောမူလာပါပြီတော့ ကဲပါဟုတ်အားလုံးရေဘက်ခံထွက်ကြပါလား ဟာခုမှကြည့်မိစူးလေးနဲ့မိမိကရင်းပြန်ငင်စင်ပြီးနေပါလား အေးငါလည်းကြည်တာပြောမှသတိထားမိထည့်အောင်နေဘာထားရည်လဲ ဟေ့ရဘယ်ကဒီအင်းကြီးမဟုတ်ပါဘူးဩမင်းလည်းကြည်သားလို့ပဲအိမ်ပြန်ပြီးတော့လဲလိုက်တာလားတယောက်ဆိုလေမင်းငါအသေးကိုခွဲလိုက်တာလား ဒီခါကြည့်တော့မှအဲ့ဒါဘေးလို့ဆိုင်သွားတော့ဝယ်ရတဲ့အိမ် ဟုတ်တယ်ကိုတယောက်ကအမှန်အောင်မြင်တယ် ငါဖတ်ခဲ့တဲ့စာအုပ်တွေ့ကြုံရ ဟာလောက်ပါပြီမင်းကလေအဆောက်လေးကြောင့်မင်းကြောင်တောင်ဖြစ်နေတာ ကောင်းပြောမလို့ အေးငါပြော စူးလေးနဲ့မိမိကကိုရင်မဲတော့ဖန်တီးပေးလိုက်တဲ့စုံပဲပဲ အေးမင်းအားနေအဲ့ဆုံတော့ဆောက်တွေနဲ့တိုင်းဆောက်တွေဖက်နေဒီအခြေပဲထွက်မှာ အေးနော်နောက်တစ်လားနှစ်လားနေတော့မှဘာမှညညအတန်ကြားရင်တော့ ကြားစရာလားနေရလေ ကြောက်ဆိုလည်းမကြောက်ဘူးပေါ့မနက်တိုင်းရီလောင်းလိုက်ရင်းကြခင်စင်တူဝဲလိုက်နဲ့အဲ့ဒါမှယူထားတယ်ဆိုတော့ငါမပြောတော့ဘူးပြောတော့ဘူး မဟုတ်ပါဘူးလို့ဒီတော့ပြောတာနေပေါက်ပြရပြော ကဲအဲ့ဆိုလည်းတွားမယ်လေ ငါဘေးဆက်ဟောလို့ရရနော်မှာဒီတာစာချိုးမှလေအခြေသွားတော့မှာပဲကြည့်တာငါတို့ပြတ်နေတယ်တက်ရှိတော့မယ်ရေးပတ်တဲ့သူလည်းမရှိဘူးငါတို့အပူချက်ကုန်နေ ဟာဒီတစ်ခါနောက်ဆုံးပဲ ဟာဒီလိုကွာငါတို့ဖွင့်ထဲမှာမိန်းကလေးလည်းပါနေရပဲမိမိနဲ့ပို့တော့ခေါ်ခိုင်းနိုင်တယ်နော်အတန်းသားရှင်းရှင်းပဲထွက်လာမှာပါ ဟာမလုံးနဲ့ရပြီသွားမယ် အဲ့ကြည့်လားဝင်နေလားအဲ့ဒါမင်းမတော်လိုက်ရတော့ရင်ကွာ အေးရ ဒီလာဒီနေ့နောက်ကောင်းတယ် အာတီးကြတယ်ကိုနေ့ကငါဆက်စုတာတော်မြကြီးတဲ့ဟောဝင်မလားထလာလာပြူသွားမယ် မနာတော့လုတ်ပြန်ပြီ ဟုတ်လို့လားမဟုတ်ရင်ပိုးရှက်တယ်နော်မိ ဟာဘာဖြစ်ပါဘူးကိုရလာငါရှိရကောင်း ဟာဘောနာကောင်တို့ဖွဲ့ပါလားဟာလာတခါလေးဝင်စားကောင်း စားဦးဝယ်လာပါပဲဦးကျော်ငယ်ဒါကြည်တာတဲ့ဦးကျော်ရဲ့တူလေ ဩစမ်းကြော်ရဲ့သူကြည်တာလားအချောလေးပဲငါမှမြအိမ်နဲ့တစ်ချက်မိတ်ဆက်ပေးအောင်မယ်သူမတော်လိုက်ရတဲ့သူလို့ တော့ပါနဲ့ဦးလေးရာတော့ကြာဦးကျော်တင်စူနေဦးမယ် ဩကဲမြအိမ်
ဒါကဝန်ထမ်းကောင်တို့ဖွဲ့လေဒါကစမ်းကျော်ရဲ့ဒူးကြည်သားတဲ့ချောလေးနော် ကိုစမ်းကျော်ရဲ့တူလားမချောလေးပဲလာလာတားတော့သမီးတို့ဒီမှာလာစားကြလား လာဝင်လာညီလေးလာထိုင်ဒါတော့ထိုင် ဒီနန်းကလည်းဆိုထားတယ်စားမယ် ဘိုက်စားလာကြတာ နော် ဘိုက်စားနေလုံးဝ share ပဲ ဟာဦးကျော်ဒါတော့ဒီမှာဒါဦးကျော်ဒီမှာ ပို့ဘာလို့လဲစားတယ်ပို့အဲ့ရပါလေဘာလို့ပို့ ဖိုးလေးကသူစွန်းနဲ့သူပဲစားတယ်လို့လေအဲကြောင့်မလို့အိမ်ကိုပြန်ပြီးဆုံးသွားယူပေးထားတယ် ဖေးရမင်းကဘာလုပ်တာအာဘာလို့လဲဘလောင်းပါမင်းတို့ကြည့်လိုက်ရင်းပါလေကောင်အကုန်လိုက်ဆက်ပြောကြည့်လားဒီပုံစံဘူးမှန်လို့ပဲတော့ဟာလေဒီရက်တော့ထားထောက်ထားပါဘူးကြည့်တာရုပ်ရင်းလိုက်တာမတောက်ဘူးလို့ဘယ်နှခါပြောမှလဲကြည့်တာဒီကောင်တခုတော့မားနေပြီလောက်ကြအောင် ဘာဖြစ်ကုန်လဲ
ဘာဆက်လို့ရမှာလဲ ဘလို့မှမလုံနဲ့ဘိုးရင်တူရံပြစ်တာလည်းနင်းကြောက်ပဲနင်းလာကြောင်လို့ရံပြစ်ကြတာနင်းမပိုင်ရံပြစ်စရာအကြောင်းမရှိဘူးငါတို့ဘက်ဘယ်တော့ရံပြစ်ဘူးလို့လဲအခုတော့ရာဇဝင်ရိုင်းသွားပြီဘိုးရင်တူကြောင်တစ်ဖွဲ့လုံးရံပြစ်ရပြီ ဘာကြီးလဲမင်းလေးခိုင်ချင်တော့ ပြန်တော့မယ်ဒီညလာလည်းမခေါ်တော့နဲ့စာအုပ်တုံးနဲ့ပဲအိမ်မှာနှက်နေတော့နောက်နေ့လာလည်းမခေါ်နဲ့မလာဘူးဒါပဲ အဓိကကျွန်တော်ကကိုယ်စူပါနေပြီရှင် ကဲအမကိုပွားဆောင်လေးနေလို့ယူပေးလို့ရမှာ ရှင်မမောင်ဆက်လဲအမားမဖြစ်ဘူးအတိတ်ကိုအတိတ်မှာပဲထားခဲ့လိုက်အေးကျမကတော့မထားခဲ့နိုင်ဘူး လေညာများအတော်ပွင့်များအလွန်နေများရဲ့တန်ကြရင်များလေအိုအိုဒီကျူရင်တော့ပုံစားဆန်းတဲ့ပကြီးကားများအလုံးမိထားတဲ့ငယ်ချင်းဝိသနာများတဲ့တို့ရင်ဘဝရဲ့လည်းများတဲ့ခါရင်စား